ကျွန်တော်ကိုပြင်လို့ရမှာတယောက်မှာလာတဲ့ဒီကျွန်တော်အုပ်ထုတ်ပါအုပ်ထုတ်လဲဆိုတော့သူကကျွန်တော်ဒီစပင်ပါတာတွေစပင်ဒီလိုကောင်းပြောင်းနေတာပေါ့ထိပြောင်းတာတော့ပါလို့ဆိုလို့ရှိရင်ဒါဝေးရတဲ့အုပ်ထုတ်နေသူက LED ပါတယ်ကျွန်တော်ထုတ်ပြမယ်သူကဒီမီးအရောင် LED လေးပါတာပေါ့သူကဈေးနှုန်းကတော့3သိန်းကနေ3သိန်းကျော်ကနေ3သိန်းကျော်ထိအစားသားရှိတယ်ဒါကတော့ဒီမှာမှာလုံးဝ LED အပြည့်ပါတယ် LED လုံးဝအပြည့်အများကြီးပါတယ်တလုံးအုပ်ထုတ်အမျိုးအစားမှာထားသူကပုံမှန်ထိရောက်တာပေါ့ပြောရမယ်ဆိုရင်ပုံထိရောက်တဲ့ပုံပေါ့ဒါတော့အုပ်ထုတ်ပါထောက်ပြမယ်ဒီမှာတော့ဒီမှာပေါ့နော်အုပ်ထုတ်ပါတယ်လို့မျိုးလေဒီမှာသူ့ရဲ့ manual စာအုပ်ပါတယ်သူကဒီလိုလေး LED နဲ့ပြီးတော့ဒါသူအားသွင်းနဲ့ကြိုးတယ်သူကနှစ်ချောက်တယ်ပြီးတော့ဒါရိုးအုပ်ထုတ်ခွန်လေနော်ဒါအုပ်ထုတ်ခွန်မှာတော့အဓိကလုံးလုံးမှာသူကလုံးလုံးမှာဒီထဲမှာတော့ LED တွေပါတယ်ဒါတွေကခေါင်းပေါ်မှာဆွတ်ထားအောင်တကယ်လို့စပင်ပါတဲ့လူတွေအဲ့လိုမျိုးစပင်မပေါက်တဲ့လူတွေပေါ့စပင်အဲ့လိုမျိုးအားနည်းလူတွေဆိုလို့ရှိရင်ဒါလေး300ဒါတော့ LED အပြည့်ပါတယ်ဟာသူကတော့ဈေးက3000ကျော်ရှိတယ်ကျွန်တော်ငွေဈေးကတော့အများအတက်ကြရောင်းနေလို့မလို့တကယ်လို့သိချင်တာရှိရင်သူလာမေးလို့ရတယ်ဝယ်ဖို့ရမှာကျွန်တော်ဒီမှာမဝယ်လဲရတယ်လာမေးလို့ရတယ်ဒါလေးကဒါအုပ်ထုတ်လေးစောင်းနိုင်အောင်ကျွန်တော်နီးခွင့်ပြီးမှစောင်းနိုင်အောင်ကျွန်တော်ဒါလေးတစ်ချက်ဖွင့်ကြည့်လိုက်မယ်နော်သူကလုတ်ပဲနားမှာပေါ့လေဟုတ်တယ်ကျွန်တော်အားသွင်းအောင်မယ်နီးလာအားတော့သွင်းအောင်ကျွန်တော်စမ်းလို့စမ်းပြရတော့နော်သူများဝယ်ရတော့လေအားဒီပါသွင်းပြရအောင်စမ်းကြည့်တော့ဒါဝယ်လို့ရပါတယ်နော်သပင်ပါတဲ့လူတွေတော့ဒီနောက်ပေါ်လာတဲ့ပစ္စည်းပေါ့ဒါအုပ်ထုတ်မှာဒီလိုစွတ်ပြီးမှကျွန်တော်စောင်းရုံနဲ့သူအုပ်ထုတ်မှာဒီလိုလေးစွတ်ထားလိုက်ပြီးရင်တော့ဒီအုပ်ထုတ်လေးစောင်းထားရင်အဲ့လိုနဲ့တင်ကျွန်တော်စပင်အားကောင်းတယ်သူကဒီ LED တွေကကုပေးရဒီ LED တွေကနေမှကျွန်တော်စပင်ပို့ပြီးပေါက်စေတာပေါ့ပေါက်အောင်ပို့ပြီးမှထောက်ပြုတ်ပြီးဒါကြောင့်ဒီဟာလေးကကတ်ဖို့ဒီကောင်းအုပ်ထုတ်လေးနဲ့တက်ချင်တယ်ကတ်လို့ရပါတော့နော်ဒါတော့ manual โอเคဒါပြင်ဦးနေကျွန်တော်ပို့ရမှာပါเนาะပြင်ဦးနေမှာထားတာပါမိတ်ဆွေလည်းလိုရာတွေရှိရဆိုရင်ဒါပြီးမေးလို့ရတယ်တကယ်လို့ဒါကိုစိတ်တိုင်းကြပြင်မှာဘာလို့ချင်းလို့စိတ်တိုင်းကြတာမတွေ့ဘူးပြင်မှာဝယ်ရခတ်တယ်ရှားတယ်ဆိုလို့ရှိရင်ကျွန်တော်စုံတာမေးလို့ရတယ်ပြီးရင်လည်းဟိုဆိုင်တွက်ဆိုရင်လည်းဒါကိုပိုင်ဆိုင်ဘာဆိုင်ပဲဖွင့်တာဘာပစ္စည်းပဲလို့ပေါ့နော်လက်ကားလာမှလို့ရလက်ကားကြောကျွန်တော်တန်အောင်လုပ်ပြီးတော့လဲဆိုတော့ဒါဆိုင်ဖွင့်လာတဲ့လူတယောက်အနေနဲ့လက်ကားတော့အများကြီးယူမှာတော့တယ်နော်ကိုလည်းဈေးရောက်နေတဲ့လူဆိုတော့ဒါရေရှည်တွက်ဆိုလို့ရှိရင်ကျွန်တော်ရေရှည်လုပ်ချင်တဲ့အတွက်ကြောင့်မလို့ဆိုင်သမားတွေဆိုရင်ကျွန်တော်လက်ကားဈေးပြီးတန်နေနဲ့တနန်ကြီးပြောင်းကျွန်တော်စီစဉ်ပေးရနော်အဲဆိုတော့ဒါဝယ်ဖို့မဟုတ်ဘူးဒီတိုင်းပဲမဝင်အောင်မသိချင်တာရှိရင်ကျွန်တော်ဒီလာမေးလို့ရပါတယ်အဲ့လိုပစ္စည်းဆန်းလေးပဲလားပြောမယ်မြန်မာနိုင်ငံမှာနည်းနည်းရှားတယ်အခုပစ္စည်းတွေမတွေ့ရတော့တက်တော့တွေပါလေအဲ့ဒီဟာရောက်မြန်မာနိုင်ငံလူတွေတုံးကြနေရတယ်ကျွန်တော်တွေ့ရများတယ်အဲ့ဒါဆိုအဲ့လိုရှားတဲ့ပစ္စည်းလေးဆိုတဲ့ဒါလာဝယ်လို့ရတယ်ပေါ့နော်โอเคကျေးဇူးပါဘိုင်အားလုံးကျေးဇူးတင်ပါတယ်